ပြမှာဒီကက်ကတောက်လျှောက်ကြနေတာအဲကြောင့်မို့ခီရာတောက်လျှောက်ပြောနေငွေဝင်တဲ့လမ်းကြောင်းရှိရဲ့တွေ့လားဒီမှာ money will be coming to you yes အများကြီးဝင်မှာအဲ့လိုပြောရလောက်ဝင်မှာကွာဆိုတော့ခီရာကအဲ့လိုမျိုးဘယ်လိုပြောမလဲခီရာ positive တွေဟောပေးရသဘောကျရပေါ့နော်ဒါပေမဲ့ဒါကတော့ direct reader တိုင်းကကိုကိုလာမေးတဲ့လူတွေကိုယ့်ရဲ့ follower တွေကိုကောင်းတာလေးဟောပေးရသဘောကျရပဲလေဒါပေမဲ့အဲ့လိုခီရာကဟိုလိုမျိုးကွာပတ်သက်ဝင်မယ်တို့ဘာလို့အဲ့လိုအရင်အများကြီးပြောရတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကတ်တွေကပြောနေပါတယ်โอเคပါနောက်ကြလာတဲ့ကတ်လေးတစ်ခုက oh my god okay ဆိုတော့လေမြင်ရလာတော့မသိဘူးဆိုတော့အဓိကဒီကလေးကဘာလဲဆိုရင် strong emotion passionate love or hate ဆိုတော့ကိုကအခုမဟုတ်ရင်တော့မှပဲမကြခင်မှာဒီစိတ်ခံစားချက်ပြင်းထန်တဲ့ကိစ္စတွေနဲ့ကြုံတွေ့ရလိမ့်မယ်အဲ့ဒါကဒီလိုအချစ်ဆိုရင်လည်းအဲ့လိုအရန်ချစ်တာတရားပေါ်အရန်ကိုလိုချင်နေတဲ့စိတ်ဆန္ဒပြင်းပြနေရမျိုးပေါ့နော်အဲ့လိုမဟုတ်ရင်တော့မှလူတစ်ယောက်ကိုအရန်မုန်းတာဆိုတော့အဲ့လိုကိစ္စမျိုးနဲ့ကြုံတွေ့လာဖို့ရှိမယ်နော်ဆိုတော့အဲ့ဒါလေးကနံပါတ်1ပေါ့နော်โอเคဒါဆိုရင်ခီရာတို့ tea leaf လေးတွေကနေပြီးတော့